ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီ channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့အဆိုတော်မနောရဲ့စိတ်မကောင်းစရာသတင်းလေးပဲဖြစ်ပါတယ်အဆိုတော်မနောလို့ပြောတာနဲ့မသိတဲ့သူမရှိတော့ဘူးထင်ပါတယ်အဆိုတော်မနောဟာအမှုပညာလောကမှာအတော်လေးကိုအောင်မြင်ပြီးပရိသတ်အခိုင်အမာရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်အဆိုတော်မနောဟာအမှုပညာလောကမှာအောင်မြင်တယ်လို့ဘာသာရေးကိုလည်းအထူးယိုသေးကိုင်းဆိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အဖြစ်ကတော့မနစ်ကနဲ့မတူဘူးငလင်ဘေးကိုကြောက်လို့ငလင်အိမ်ပြူလို့မန္တလေးကိုပြောင်းလာတာအခုရေဘော်ကလေးနဲ့အိမ်နေရတယ်အခုကြည့်လိုက်အောင်ရေကလေးပြလာအောင်ရေကလေးမြင်မှုအောင်ပြလာအဖြစ်ကတော့မနစ်ကနဲ့မတူဘူးနော်လာလိုက်တဲ့လောကရန်အကြောင်းမျိုးမျိုးနဲ့ပဲထဲ့မတွက်ပါဘူးအဲ့တော့မတွက်ပါဘူးတော်ဒေါသဖတ်ရကောင်းနေပြီနော်ငလင်လာလိုက်မိုးလာလိုက်လေလာလိုက်တော့မလုံနေသလားဘာမှမကြံတော့ဘူးပြီလားဘာမှမကြံတော့ဘူး